Study Korean with Tata ကျွန်တော်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပေါ့နော်ကျွန်မပြန်လာခဲ့ပါပြီအခါတော့ကြာပေါ့နော်ဗီဒီယိုတွေနဲ့ပြောင်းနေခဲ့တယ်ဘာကြောင့်လဲဆိုတော့ကျွန်မကကြံတုံးကဟုတ်တယ်ကြံတုံးကကျွန်မတို့မိသားစုကျွန်မအမေကျွန်မရဲ့အတော်ပေါ့နော်တီလာရှင်သွားဝတ်တယ်အဲ့တော့ကျွန်မကလည်းတီလာရှင်သွားဝတ်တယ်ကတီလာရှင်ကျောင်းမှာတော့မဟုတ်ဘူးတရားစခန်းကိုသွားလိုက်တာတရားစခန်းလာပြီးတော့တရားထိုင်နေဟောနော်တရားကျင့်ကြံနေအဲ့ကျွန်မကလိုက်သွားပြီးတော့ကျွန်မကလည်းရှင်မဝတ်ပါဘူးဒီတရားစခန်းမှာဥပုံဆောင်ပေါ့နော်အဖြူနဲ့အလူနဲ့အဲ့လိုဆောင်ရင်အဲ့တော့ဒီဗီဒီယိုတွေလည်းမရိုက်ဖြစ်ဘူးပြီးတော့ဒီပြန်လာတော့လေဒီအိမ်မှာပြင်စရာလေးရှိတာလုပ်စရာလေးရှိတာနဲ့ဆိုတော့ဗီဒီယိုရိုက်ဖြစ်ဖို့ကကြာသွားလို့ဖြစ်ပါတယ်အဲ့တော့ဒီနေ့တော့ကျွန်မပြန်လာခဲ့ပါပြီနောက်အပတ်တိုင်းကျွန်မကိုတွေ့ရတော့မယ်တွေ့ချင်ရင်တော့တွေ့ရတော့မယ်အဲ့တော့ကျွန်မနဲ့အတူတူလိုက်ပြီးတော့ဗီဒီယိုရေးဆက်လက်လေ့လာကြည့်ကြရအောင်ဒီနေ့လေ့လာမဲ့ grammar ကကြတော့သူက verb ရဲ့အနောက်မှာတဲ့နော် verb ရဲ့အနောက်မှာခဏနေပါကျွန်မဒီစာကိုမသိခင်ပေါ့နော်ကျွန်မသိခဲ့တဲ့စာတွေကိုမှတ်မိသေးတယ်အားလုံးကျွန်မကဒီဝေးသွားတဲ့အခါကျတော့ဗီဒီယိုနဲ့ဝေးသွားတဲ့အခါကျတော့စာတွေကလည်းဝေးกว่าသွားလောက်တယ်မလားအဲ့တော့စာတွေလည်းမေးလောက်ပြီပေါ့နော်မေးလောက်ပြီစာတွေမေးလောက်ပြီ revision ပြန်မှနေတော့အဲ့ဆိုကျွန်မနဲ့အတူတူ like ပြီးတော့ grammar တွေလေ့လာကြည့်လိုက်ကြရအောင်ဒီနေ့ပြပြချင်တဲ့ grammar လေးကကြတော့ verb ရဲ့အနောက်မှာခွင်းစာလေးနဲ့ပေါ့နော်ခွင်းပိတ်မယ်မြောင်းဆောအဲ့ဒါကကြတော့ဥပမာအခုကျွန်မစတင်နေရင်အိတ်နေရင်စားနေရင်တောက်နေရင်သွားနေရင်ထိုင်နေရင်အဲ့လိုမျိုးပြောရပါတော့သူကကြအသက်ပါလို့အသက်ပါတဲ့ verb တွေဆိုလို့ရှိရင်မြောင်းဆောကိုတုံးပြီးတော့အသက်ပါရင်တော့မြောင်းဆောကိုတုံးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်မနဲ့ဒီလိုလိုက်ပြီးတော့ပကြလေးတွေလာကြည့်လိုက်ကြရအောင် grammar ကကြတော့매일 명사 하면서 잠을 잡니다နေ့တိုင်းနေ့စဉ်ပေါ့နော်နေ့တိုင်းနေ့စဉ်တရားထိုင်ပြီးတော့မှအိမ်လေးရှိပါတယ်ဆိုတော့ဟုတ်တယ်ကျွန်မလည်းအဲ့လိုတရားစခန်းမှာတရားထိုင်တာတရားက8ကြိမ်ထိုင်ရတယ်ဒါကျွန်မ sharing လုပ်ပြီးမနက်4နာရီထားဟုတ်တယ်4နာရီခွဲဆိုရင်ဘာပြောခေါ်တန်းဘာခောက်တာလဲအဲ့ဒါခောက်တယ်မခောက်ခင်4နာရီထား4နာရီခွဲဆိုရင်ထိုင်ရတယ်တရားထိုင်တာ4နာရီခွဲတရားထိုင်ရတယ်မနက်3နာရီခွဲလောက်ထားတယ်4နာရီမှထားတာကျမကတော့ဘယ်အောင်ဝရိယတွေစောကားပြီးတော့ဝရိယတွေကောင်းလို့တော့ဟုတ်ပါဘူးနိုးနေရအပြည့်မသိဘူးခောက်တော့မသိဘူးနိုးရစိတ်က4နာရီခွဲ4နာရီခွဲအဲ့ဒါမနက်4နာရီခွဲတရားထိုင်ရတယ်စောစစ်အဲ့လို4နာရီခွဲ5နာရီခွဲတရားရှိခုတရားထိုင်ရပါတယ်နောက်ကြောင်နောက် grammar ကကြတော့내가ကြောင်ကကြတော့ TV를 보면서 밥을 먹고 있어요. TV ကြည့်ရင်နဲ့စာလုပ်ပါတယ် TV ကြည့်တဲ့အပြင်စာလည်းလုပ်ပါတယ်လို့ပြောတာဖြစ်ပါတယ်။ဒါကြောင့်ကကြတော့နည်းနည်းရှိပါတယ်အဲ့ဒါကကြတော့근데ဆိုတာဒါနဲ့ဒါသူတို့မြန်မာစကားပုံမှာဆိုရင်ဒါနဲ့ဟွာလေးလုပ်လိုက်အောင်ဒါနဲ့ဘယ်သွားမလို့အဲ့လိုဒါနဲ့근데ဒါနဲ့노래를 들으면서 나타나요. 디아가 정말 필요 blank 타타비야래 그래서 시가 사가자 여러분도 태진의 두대야우게 남매우 태바 비 사장 레벨 라이브로 버두버 따타시가 너 따타시가 그럼 따타를 해로 야래 비오시 세상을 걸로 야바래 네 정말 세상을 걸로 야바래 그래서 따타시가 아니면 센센시가 느꼈어요.အဲ့ဒါကြောင့်ဘာပြောရလဲဆိုတော့ဒါနဲ့တချင်းနားထောင်ရင်တချင်းနားထောင်ရင်ဒါနဲ့တချင်းနားထောင်ရင်တတ်ချာကသူဆက်ဆံကတ
ချင်းဆိုတာကောင်းတယ်လို့ခံစားလာမိတယ်တချင်းဆိုကောင်းတယ်ပေါ့ပြောချင်တာဒီကချင်းဆိုကောင်းလိုက်တာပေါ့ချင်းရထားရင်းနဲ့ချင်းဆိုကောင်းတယ်လို့ခံစားလာမိတယ်ဒီနေ့ကတော့ကျွန်မ grammar ရေးပြသွားတာဖြစ်ပါတယ်လူကတရားစခန်းလေးပြန်လာပြီးတော့မြေကွင်းလေး6မျက်နှာလေးကြမျက်နှာလေးမဲပြီးတော့နော်မနေအားပြန်ယူခဲ့ရအေးကြီးပြက်လာတရားစခန်း9ရက်တော့9ရက်ဟုတ်တယ်9ရက်တရားစခန်း9ရက်မှာသွားတာအဆက်မပြတ်ထိုင်နေတာနားရဲ့အချိန်က9ရက်လောက်ဆိုတော့တော့ထားရဖြစ်သွားတာအဲ့တော့ဗီဒီယိုလာနိုင်ဖို့ခွန်အားတော့မရှိခဲ့ဘူးအခုကတော့ကျွန်မ very strong ဖြစ်သွားပါပြီရောဘုံတို့မြင်ချင်းမြင်ရတော့ဖြစ်ပါတယ်ကျွန်မရောဘုံတို့တရားစခန်းကပြန်လာပြီးတာမို့လို့တော့မသိဘူးအားတွေအရင်ကိုစတင်ဖို့ပါသွားတာဒါပဲလည်းတော့မသိဘူးစတင်ဖို့အရင်အားပါသွားတော့အဲ့တော့ကျွန်မတို့ကျွန်တော်အရင်ဆိုရင်တပတ်မှတစ်ခါဗီဒီယိုတွေ့ဗီဒီယိုမှာတွေ့ကြတာပေါ့နော်ဒီခါဖို့တော့တပတ်မှ2ခါလောက်ကတွေ့ဖြစ်ပါတယ်အဲ့တော့စာရေးလုပ်ထားပါ